ဟုတ်တယ်မယ်妹 robot ကိုဘယ်လိုပေါ့နော် robot ဆက်ရမိတယ်
တော့သိမောကြောင်းမှာလာပြီရှားပါလေဆိုမှောက်သွားတယ်အကောင်ကမှရမ်းစိတ်လို့လားဒီလားဟုတ်တယ်ကျန်တာမှောက်တာစိတ်မလို့ကိုတော့လည်းဟာမယ်ငါတို့ကြောင်းနေပါဖြစ်နေပြီအဲ့ဒါလည်းသက္ကနာရဲ့တစ်ခုပြီးတစ်ခုဖေးအခုပါရဲ့ဟိုကအေးမင်းတို့ဟွာတို့လေယူတယ်အီဖြိုးတို့လေသိရမလားအဲ့ရှစ်သိန်းကြောက်ပါလို့တော့ဘယ်လိုလုပ်ပြောင်းမှမသိဘူးဒီထဲမှာပြောက်ပါရှိနေပြီလူရှင်းရဲ့ရှစ်သိန်းအပြောင်းလဲမှာဒီလိုဆိုရင်ပြန်မလို့လူကမှားတယ်ပတ်စံအိတ်ကတော့စစ်တာပဲအဲ့ဒါတော့အဲ့နေရတော့ဖြစ်တယ်အဲ့ဒါတော့ဘယ်ချက်မှန်းစစ်တောင်ကျိုးတည်းရဆုံးပေါင်းစစ်တာကိုလည်းပြောလိုက်ပါတယ်ဒီပတ်စံတော့ဘယ်လိုလဲဒီမှာဆိုတိပြရမှာကိုဒီတက်ကတက်မှာဆိုလို့ကိုကညပတ်စံဆိုတော့အကုန်တော်တော်လေးကိုလက်ဆက်လိုက်တယ်ဟိုရှစ်တိုင်းမှာအဲ့ဒါအားရဘုံလုံးဝင်ရတဲ့ပေါ့လို့ဒီဘာလို့ကိုမပြောပါဘူးဟုတ်တယ်ပြပြလေးတော့ပတ်စံစီပတ်စံတော့ဒီလိုချိန်ထားတယ်ဆိုတော့ဘလုံးသုံးပေါ်ရကြတယ်လာပြသွားရင်ကိုပြောတယ်လာပြရင်ဒီကိစ္စလာပြီတာဘောလို့ကလာဖျားကိုမတိတယ်ကိုကန်ကောင်းကိုမတိတယ်ကိုနောက်ကိုမိတော့သူထိရတယ်ဆိုတယ်ညာအဲ့လို6တယ်ဝဲစိုးစိုးပါကိုလည်းမျိုးနေညာဟုတ်တယ်ကောင်းစီတယ်ဆိုတော့လည်းပါကိုကဒီမိုင်းကောင်းတယ်သူမင်းတို့ကိုကပြောပြလာပြီရှိတယ်ညာစစ်ရည်ကဒီအဲ့ဟာကိုအဲ့မကြံနေမိကျွေးကိုကြီးပေါင်းနဲ့ငါဘလို့ကိုကြီးညမှာနေလို့ကလေချင်းပြောလို့ကမန်းနေမသိဘူးလေချင်းဖြစ်တာဖြစ်တယ်ငါဘလို့လုပ်မယ်ကလာချမ်းပါအေးအဲ့လိုကြောက်ပြောမှဆိုရင်လက်ခံဟိုဘုံတော့မှထားတာအေးအေးကလည်းအဲ့ဥဆိုင်မှုလေးကိုတော့တယ်ဒီတိုင်းခုံဝါတင်ထားတယ်အဝယ်ပေါ့ဟိုကလေဒီနေ့ကရနော်အဲ့ဒီတော့ပြန်ပြီးကြောက်တာပြန်လေးရောကြောက်တာသူတို့တွေကြတော့ဟိုပါပေါ့လေပြန်လေးကြောက်လို့ရှိရင်တို့ကအလုံးနဲ့ဖြစ်တော့လေအဲ့ဒါအတွင်းသိစင်သိအဲ့တော့လေဆက်ကြီးတဲ့လေးကဇလို့ယူမှာပဲပြန်လေးကြရင်တို့ကလေဘာလို့လဲဆိုတော့လေတစ်နှစ်ပတ်လုံးလေစားလို့ပဲဖြစ်ဖြစ်
အကြီးလေးကလဲလဲပတ်ပတ်ဖြစ်နေပြီစိတ်ညစ်ပါနဲ့ပြောတယ်နောက်ဟုတ်ပါအေးခေါင်းလို့ကြီးလို့အဲ့ပါကြီးသူတို့ကအပူနော်ဒေါခင်ရတပူကိုမအပူလာสู้လာသိလားဒေါခင်ရတပူသူတို့ကတပူဒေါခင်ရလည်းမအယူမီပါအေးကိုအပူရတယ်ကိုအပူကဘာလို့သိလားမဆိုင်အေးသုံးလုံးချတာအေးရတဲ့သူ့သားလာရင်ပတ်စံပါမယ်လို့ဆိုတော့စောက်နေပြီးရသူ့သားအလိန်ငန်းလို့တဲ့ရပ်ဖို့မှမပါဘူးပတ်စံအဲ့ကျမမလေးကူသူတို့တော့ကိုဆိုရထိုင်ရမလို့ထားမလို့ခင်ဗျားထိုင်ဟမ်အဲ့ဒါဘယ်လိုလဲအားလဲဘမကြီးနေကြတယ်ကွာဖြစ်မှာကြဒီရဲ့အဲ့ကိုရှိရကိုတော့လေဆက်ထားတယ်နှစ်အိတ်အဲ့နဲ့ဘူးဒီတစ်ခါမရသေးဘူးအဲ့ဒမကြီးဟာကြတော့ကို့မှာစကားတွေပုံပြောချင်လို့ကိုဒေါက်တာကြီးရရှိရတယ်လာတော့နဲ့ဆောပေးလိုက်တာသူတို့ကငင်းသွားပါဒါပေမဲ့အဲ့တူငင်းနေကို့မှာမငင်းနိုင်ဘူးလေဒီတော့တော့ကို့မှာခေါင်းဆဲနေတာအဲ့ဒါမှမယူလေပေးရမှာကိုမယူလည်းပေးရကို့မှာခေါင်းတွေခဲနေတယ်ကို့မယူပေးရမှာပြန်တယ်ကို့လိုရတဲ့ချက်လို့ရပါတယ်ကိုပေးရမှာနားဟာဘူးရလို့နားပဲရှင်ကိုမလေးမကြအော်သူတို့ကပူမငါပူနေငါမဖိအိမ်မပြောစားဘူးငါမလို့မကြပူလာတော့ညဘက်ကျခင်းစားဘူးတနေ့ကိုဒီချိန်မှစားပြတယ်ခုဒီနေ့သုံးမရှိဘူးဒါကြောင့်မဟုတ်သေးဘူးပြန်တယ်တနေ့ခံစားမှုတဲ့အရာကိုပြောပြတယ်ဟိုကပြေးရရှိရနော်ဟိုပြေးရရှိအဲ့တနေ့ကောင်ကလေလုံးလိုက်လုံးလိုက်မသိဘူးခေါင်းပေါ်လေခေါင်းပေါ်ခေါင်းတွေတွေးတာလေဒီမှာလူဆွမ်းစားပြီးတော့လူလူပြောတော့ပြရတယ်အဲ့ဒီအဲ့လိုမျိုးတွေးရတယ်ရင်းနေပြောင်းဆန်ပြီးတော့လေဒီလိုထိုင်လို့မရဘူးလူကပူနေတာတိလားအဲ့လိုမျိုးဖြစ်နေအဲ့မှာဒီသူကဘုန်းကြီးကလည်းပြောသူတဲ့တိုးပေးထားပါမယ်တဲ့ဒီလက်ကုန်ပြအောင်စောင့်ပါအဲ့ကိုမလေးအလိုက်လက်ကုန်မရင်ပြေးသွားနေကိုကတက်တရားရှာအဲ့တော့စဉ်းစားလိုက်ပြီးတော့ခါကျကိုလည်းပတ်စံယူပြီးမှအမကိုလည်းမပြောလို့ပတ်စံဘာလို့မှမလုပ်တော့ဒီချက်လည်းမစားတော့နှစ်ချက်လည်းမစားတော့ဘူးစားနေမှဒါမကောင်းဘူးမစားမလဲအပူမီးလောင်ညမဟိုင်မမြတ်တော့လေဒီနေ့ရဆွဲပေးလိုက်အဲ့မျက်ပုံမပြောနဲ့ကိုအရင်ကဥမာမေ့အောင်မေးစိတ်ကြီးလေးညစ်တယ်စိတ်နဲ့ကိုယ်နဲ့မကပ်ဘူးမနေ့ရစိတ်နဲ့ကိုယ်နဲ့မကပ်တော့မနေ့တနေ့ကောင်ကောင်းပြန်ညမိုးဆိုတော့မကြီးဘူးလားအဲ့မှာထားပြတာအဲ့ဒါကညညဝါရအဲ့ဒါပြောလိုက်တယ်လေဂျုံနဲ့လူတွေမှားတယ်ဟုတ်တယ်မဟိုပြောတဲ့ကလေးကလည်းဂျုံတက်မပြီအဲ့လိုမျိုးတွေကိုမှုနေရှင်းလိုက်တာကောင်းတယ်လေအဲ့ဒါရှိနေဟုတ်တယ်ညုံသားရင်ခံရမယ်သူလည်းခံနေရမယ်ကိုလည်းခံနေရမယ်အားလုံးကလုံးမရှိရဲ့လုံးနေရတော့လုံးမှလေမချိုဆိုနေတယ်သူကလည်းသူကငါနောက်တော့ကျတော့ငါ့ကိုပြောထားရလားဆိုတဲ့အတူမျိုးတွေတဲ့တဲ့နဲ့စောင်းပြီးတော့အလုံးလုံးနေရမှာပေါ့အဲ့တော့ဘယ်မှာလဲအဲ့ပြောမကြီးဒီငါ့ကိုအဲ့မျိုးကိုပြောခင်လေငါ့ကိုပြောပြတာနင်ကိုပြောတယ်နင်ကိုပြန်ပြောတဲ့လူပြောတော့မပြောရင်ငါမျိုးရှင်းခိုင်းမှာပြီးမှငါ့ကိုဟိုကနေရအောင်ပြောနေတော့ငါပေါ့လို့ပြောတဲ့စကားငါပြောတယ်ဒီလိုပေါ့လို့ပြောနေပေါ့လို့လည်းမယူမှာစိတ်ကတော့ဟုတ်တယ်ပြောလိုက်တယ်မကြီးကငါလည်းမေးကြရင်လို့နင်ကကလေးတယောက်ကအဲ့လိုဟာအမေချိုးရလီမကြီးကဘယ်လိုပြောနေတာအော်သူအလုပ်ပင်မလို့ပြောတာဖြစ်မှာပါရေးဆိုကိုကအဲ့လိုမျိုးနားလည်းမသူပြန်မပြောဘူးသူကလေအားမနာဘူးအမေတို့ကမပြောညံကဘာပြောရလဲစဉ်းစားကြည့်လေဒီတော့အလုပ်ကြီးရှုပ်တယ်နဲ့သူ့တော့မခေါ်ဘူးနေမကောင်းတော့နေပါသေးစိတ်ရစေတနာလေလကားဖြစ်တယ်စိတ်ကစိတ်ရဟာငါတို့ညီမတို့ခံနေငါ့ကိုဟာဖြစ်နေငါအဲ့လိုမျိုးပြောတယ်ငါမကြည့်နဲ့ငါပေါ်တယ်ရှင်းနေဘူးဟိုတမျိုးလည်းဒီလားမနေ့ရောင်းဆိုင်ကြတည်ရတော့ခေါ်အမေတို့လည်းသူကြီးကြီးတော့သွားပြောသူကလည်းအဲ့လိုမျိုးငါ့ဘက်မှာလေညောင်းညောင်းလုပ်နေတယ်ဘယ်မှာလဲမဟုတ်ဘဲနဲ့ပြောခိုင်းတာတော့ဘာထွက်ဦးကလေသူ့ကိုစေနာအမှန်ရင်းဟန်ကိုထားတာဘုံလည်းဆိုလေလုံးဝရင်ခွင့်မမှုရတယ်သိလားအမှန်တိုင်းပြောတာကိုပေါ်လေကိုပေါ်ဘုံလည်းလို့နေတယ်ကြက်ကလို့ပြောရင်ခွင့်မရတယ်ဆိုးတာရောကောင်းတာရောလက်ခံပေးတယ်အေးအဲ့ဒါသိလားအဲ့လိုမျိုးမဟုတ်ဘဲနဲ့လေညောင်းနေပြီသိလားဟိုသူကလေအဲ့ကလေးပြောတယ်သူယုံတယ်လားစဉ်းစားပါရှေ့ကြရင်ဟိုလိုပြောသိလားဒီရှေ့ကြရင်ဒီလိုပြောဆိုလေကြိုက်တော့ပြောင်းဆန်တာတယောက်တည်းမီးလောင်တာကိုလောင်တာဒါပေမဲ့စဉ်းစားနည်းနည်းလေးသိခံကြည့်လိုက်ပြီပြန်မပြောနဲ့ငါဒီကိစ္စမပြောတော့ဖြစ်မပြောရင်တော့
ဒီနေ့ကဆောက်ပြုတ်နိုင်တယ်ဒါကဘာမှမဟုတ်တဲ့ခါကြီးမီးလာအောင်ဒါမဲ့တနာပါလေဒီတော့ကြီးအတော့ပုံဆုံးမှာ ဟုတ်လားလိုက်တာလားဒီ ဘ က ယ်မှာသူရတဲ့ညာရီမပြောဘူးဆိုမင်းကမှလည်းမီးလာမပြောဘူးဒီမဲ့ကြီးလာမှပြောမိနေတယ်မင်းတို့လင်းလို့ဆိုတော့ခါကျ ဒီတော့ဟိုတော့မီးရပုံမှန်လေးပြောလိုက်ရင်သူတနည်းတဲ့ပုံကြီးဖြေရှင်း မဖြစ်ရှင်းမယ်လေဒါကခလေးဆိုမပြောတတ်လို့ဆိုရင်စကလုံးသုံးမယ် ဖြေရှင်းမှာဘာလို့ဆိုတော့နှစ်ဦးဆိုင်ခဲဖြစ်သွားတာခါကျတော့ဒီမလုံးလို့ရှင်သူ့ပြဖြစ်တာဟုတ်လားလေဒါဆိုဒီရင်ဆိုင်ဖြေရှင်းနေတဲ့ဟာကိုဖဲလုပ်ပေးလိုက်လို့ရှိရင်သူကလူကြီးဖြစ်ပြီးမကောင်းဖြစ်သွားမှာအဲ့လိုကြောင့်အဲ့ဒါဒီလောက်ပြီးတော့အိမ်တော့မှာဒီ ညာကွာလေအဲ့ဒါတော့ဒီသမီးရဲ့နေရာကွာပြန်ချော့လိုက်တယ်တနာလို့ကြာသမီးကတော့ဘာလို့စကားသမီးရဲ့အဲ့လိုမျိုးကြားမှုအဲ့လိုမျိုးပြောလိုက်တာမဟုတ်ဘူးနော်သူပြောတဲ့သမီးသူပြောတဲ့စကားတစ်မျိုးလေးပါညီတို့မှတ်တာဘယ်တော့မှတော်တော်ကြီးလူငယ်သွားမှာမဟုတ်ဘူးကြီးသွားမှာတော့ညီလူကြီးကအဲ့လိုမျိုးဟိုဘက်ပြောတယ်ညီဘလောက်နဲ့ပြောညီဒီနဲ့မှကပြောမှာဒါပညာပဲနော်ညီဒီဒီသားလို့ 这叫我嘞，你给我讲一点，你也来我，你我也你， စိတ်မကောင်းဖြစ်တာလေ 马路，人家那把那个拿了，我哩，你讲我啥要谈啥要谈啥嘞？အဲ့လိုမျိုးစားကောင်တွေဒီကြောင်းရဲ့ထောင်ကိုဒီလိုဒီရဲ့အချိန်မှာကိုယ့်ကိုနေရပါတော့။တနည်းအလုပ်ရရရှိသွားတယ်ပြန်လာတယ်အဲ့ဒါလေတင်မျိုးကြီးဟိုပါလေအခုချိန်ကြီးမှတ်မိသေးတယ်အဲ့တော့မှဒဲမိလိုက်တယ်လေဒဲမိလိုက်တဲ့အနောက်ပိုင်းဒီလိုမျိုးအကိစ္စရင်းနဲ့ပတ်သက်ပြီးပြောနေတာဒီလိုသွားပြောရတယ်တမီးကဘာမှစီတော့မကြဘူးဒီကမိကိုကြောင့်လမ်းကြနေတယ်ဆိုတော့တဲရတယ်ဟုတ်လေအဲ့ဒါလေဟေးအဲ့ဒါတော့ညနေတော့တမီးခုံးရတယ်ဘာကိစ္စအစီတော့မကြဘူးပြောတာမင်းနာတရားတာဟုတ်တယ်ကြီးအစီတော့မကြဘူးမင်းနာ Kaji mati lebih. ဒီမှာနေတယ်အဲ့ Mek kaji mati lebih. လိုမျိုးအဲ့ဒါလေကိုကမှမသိရလေမင်းနာတရားတာတော့အဲ့လိုလုပ်တာပေါ့အဲ့လိုလုပ်တယ်ဟုတ်လားဒီလိုပြောလေတော်တော်ကိုပြင်လာတာလေကိုလိုဆိုတာကိုတော်တော်ကိုပြင်လာတယ်အဲ့လိုမျိုးဒါတော့တားရှင်းတာလူကလည်းမဟုတ်တော့ဒီလိုဖြစ်နေတာဒါတော့နေတာနေဆောင်နေတယ်တရားနေ Mek mau terus sama. ဆောက်လုံးနေနေတာမျိုးတဲ့ဒိနာနေနေကြတယ်ဆောက်လုံးနေနေကြအောင်အောင်ရှင်းတယ်အဲ့ဒါလုံးဝမဟုတ်ဘူးမဟုတ်ဘဲနဲ့တမီးပြောလို့ဟုတ်တယ်ပြည်တယ်မဟုတ်ဘဲနဲ့ဒီဆယ်ပြီးဘုံလိုက်ကြောက်ရွာရေးကိုလည်း Kaji kau lah. Kau be. ခေါင်းနဲ့ခါကြမှာကိုကမှမသိတာဘယ်နာဘယ်လိုတရားမှန်းတော့မသိဘူးဘယ်နာတရားတော့မလို့မေးတာအဲ့လိုမျိုးပေါ့ဗျာပြောနေတာလေစကားကိုဟိုရောက်နေတယ်ဖြစ်သွားတာလေ ဘာလို့မှမလာဘူး အမှုတမ်းပြတော့မှဖြစ်လေ ဟုတ်ပါဘူး အဲ့ဒါပုံစံလေးဖြစ်လေ အခုဘာလို့အိုးရခါ မဟုတ်လေဝေမဲ့ဟာလေးဖြစ်လိမ့်မယ်လို့ပြောတာအများကြီးဖြစ်နေလို့လေအများကြီးဖြစ်နေလို့ပြောတာရောညရဖဲပြီးတော့မှလာရောခုမှဘယ်လိုတမိကျိုးရလို့ပြောရနော်အာဘာမှမလာတဲ့ဟာကိုကဒီအားဘာကြရလို့လဲဟောအဲ့ကိုကကိုလေးကိုလို့ဖြေရှင်း Anu nak bela dale. ဟုတ်တယ်မလေးမထုံပေးလိုက်လို့လေစလို့သားမျိုးပေးလိုက်တယ်လေစလို့သားမျိုးတွေရတယ်နေမှမစားဘူးမလို့မလား Kau be. နေအောင်
သွားလို့မရဘူးသွားလို့မရဘူးခါလေဒီကင်းကြောင်းရုံဝင်ရမှာ ဘုံကြောင်းကလေကလေးတွေပါရင်မောင်းလို့တာပြီလားအော်လည်းမဖုံးရက်ဒီမကောင်းတော့လေဒါလေးတွေဟိုကလေးတွေပါလို့ရှင်ဆုံးလာမကက်နဲ့လည်းပြောထားဟဲ့မဲဘယ်နှရလို့မသိဘူးတော့ဘာလို့ပြောလဲဆောင်းမလို့အဲ့ဒီလိုရအောင်အဲ့ဒါမင်းဟာလေးတက်ပြီးဒီရှာပေးမယ်လို့နော်Ja? ဟုတ်လေ Kokonaan om. Okay. Oh.